American နိုင်ငံမှာသူနာပြုဖတ်ဖို့ကျွန်မအကြံဉာဏ်ပေးတဲ့အခါမှာတချို့အများစုရဲ့ကြောက်တဲ့အချက်အလက်ကဒါ communication ပေါ့နော် English communication ပေါ့ language barrier ကိုသူတို့တအားကြောက်ကြတယ်ပေါ့ကျွန်မအနေနဲ့ကတော့ကျွန်မဒီလေ American English ကိုအရင်ကြီး fluent ဖြစ်နေတဲ့လူတယောက်မဟုတ်ပါဘူး။မွေးပြီးဒီနိုင်ငံမှာကြီးတဲ့လူတယောက်မဟုတ်တဲ့အတွက်ကြောင့်ကျွန်မမှာ accent ရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီ accent ကကျွန်မပြင်လို့မရဘူး။အနည်းဆုံးတော့ကျွန်မ modify ပဲလုပ်လို့ရမယ်။နည်းနည်းလေးရော့အောင်ပဲကျွန်မလုပ်လို့ရတယ်။ဒါကိုလက်ခံရမယ်။ဒါပေမဲ့ဒီလိုအခြေအနေတစ်ခုရှိရနေသူနာပြုလုပ်လို့မရဘူးလားဆိုလို့ရပါတယ်။တစ်ခုရှိတာကကျွန်မတို့အနေနဲ့ကတကယ်ကျမရဲ့လှုပ်သက်အတွေ့အကြုံရပြောရမယ်ဆိုရင်ကိုကဆရာဝန်တွေနဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်လူနာတွေနဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်အဓိက tactic ကိုသိရမယ်နောက်တစ်ခုက vocabulary မှန်ရမယ်ပေါ့နော်တစ်ကမ္ဘာလုံးကလူတွေက US ကိုအလားအများဆုံးနိုင်ငံဖြစ်တယ်ပေါ့နော်တစ်ကမ္ဘာလုံးကလူတွေက US ကိုရောက်လာပြီးအခြေချကြတယ်ဒီအင်မတန်မှ diverse ဖြစ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်different culture, different people and different accents ကျမတို့မြန်မာလူမျိုးတွေကတခြားတိုင်းပြည်ကလူတွေထက်ဆိုင်ကျမတို့ဗမာလူမျိုးရဲ့ accents တွေတခြားတိုင်းပြည်ကလူတွေထက်ဆိုင်အများကြီးတာတယ်ဥပမာကျမပြောရမယ်ဆိုရင် Korea, Thai, Laos, Cambodia, Vietnam သူတို့တွေရဲ့ accents တွေthick တာအရန် thick ဖြစ်ပြီးတခါတလေ Vietnam တွေပြောတဲ့စကားလုံးဆိုရင်သူတို့လုံးနေတဲ့အတွက်ကြောင့်ကျမတို့နားလည်ရခက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အိန္ဒိယလေးတခါတလေအမြန်ပြောလိုက်ရင်အရန်လုံးသွားတယ်Ukrainian ဆိုရင်လည်းတခါတလေကြားလို့ရှိရင်နားလည်ရခက်တယ်လူတွေနဲ့ရှင်းလိုက်ရင်ကျမတို့မြန်မာတွေရဲ့ accent ကလုံးဝသူတို့တွေထက်ဆိုင်ကိုကအများကြီးတာတဲ့အထင်မှာပါတယ်ဒါက tactic နဲ့ correct vocabulary ကိုသိတယ်ဆိုရင်ဒီ American လူဖြူလူမျိုးတွေကနားလည်ပါတယ် clinic ကျမတို့ဆေးရုံတွေမှာဆိုရင်ဆရာဝန်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့နဲ့ပြောရမယ် vocabulary ရှိတယ်အသုံးနှုန်းတွေရှိတယ်ဝေါ်ဟာရတွေရှိတယ်လူနာတွေနဲ့ပြောရမယ်ဆိုရင်လူနာတွေကိုပြောရမယ်အသုံးနှုန်းတွေရှိတယ်ဝေါ်ဟာရတွေရှိတယ်ဥပမာလူနာတွေကိုကျမတို့ကပြောပြီးဆိုကျမတို့ medical terms တွေထည့်လို့မရတော့ဘူးဒီလို medical terms တွေနဲ့ဝေါ်ဟာရတွေနဲ့ပြောမယ်ဆိုရင်သူတို့တွေအတွက်ကနားလည်မှုကအရန်ခတ်သွားပြီပေါ့နော်အကျဉ်းသားက American မှာမွေးပြီး American မှာကြီးတဲ့လူဖြူလူမျိုးတိုင်းတည်ခက်ခဲနဲ့နေတဲ့စကလုံးတွေသွားသုံးလို့မရအောင်တချို့ထင်တာကဒီ accents ကအရန်အရေးကြီးတယ်လို့ထင်တယ်ဘလို့နေရာမှာဘလို့စကားလုံးကိုသုံးရမလဲဆိုတာကိုသိဖို့အရေးကြီးတယ်ပဲပြင်လို့မရတဲ့ accent ကိုသွားပြင်ဖို့တဲ့ကျမတို့ကဒီနိုင်ငံမှာသုံးနေတဲ့ဝေါ်ဟာရတွေကိုပို့ပြီးတော့နားလည်အောင်လေ့လာဖို့ကပို့ပြီးအရေးကြီးတယ်ဒါကိုကျမ apply လုပ်ခဲ့တာရှိတယ်နောက်စကားပြောတဲ့အခါမှာ accent တွေကိုဘယ်နေရာမှာ pause ဖြစ်မလဲဘယ်နေရာမှာကိုကမြန်ပြောရမလဲဒါဆိုရင်တို့နားလေတယ်ကျမတို့ပြောမယ်ဆိုလို့ရှိရင်လူနာကိုအိမ်သာကိုသွားမလားလို့ပြောလို့ရှိရင် do you want to go to the bathroom လို့မပြောရအောင် do you want to use the bathroom ဒါကိုပြောရတယ်ဒါတကယ်ဆိုရင် go ဆိုတာလည်း very simple ပဲ use ဆိုတာလည်း very simple ပဲဒါပေမဲ့ဒီနှစ်ခုမှာအခြေအနေပေါ်မူတည်ပြီးတော့မှ go မသုံးမဲ့ကျမတို့က use ကိုသုံးရတာဖြစ်တယ်အဲ့ဒါကြောင့် accent ဆိုတာဒီ barrier ကတိတ်ဒီလောက်ကြီးမဖြစ်သင့်ဘူးဒီ accent ကိုဘေးချိတ်ပြီးတော့တင့်တော်တဲ့နေရာမှာတင့်တော်သလိုလိုအပ်တဲ့မှန်ကန်တဲ့ clear concise very simple ကိုသုံးတတ်မယ်ဆိုလို့ရှိရင်ဒါတွေကအရန်ကိုရှင်းမှာပါねကျမဒီပြောတတ်ဆိုတတ်တဲ့အထင်းမှလည်းမပါဘူးကျမမှာ accent ရှိတယ်ကျမကိုမတက်တဲ့အတွက်ကြောင့်ဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့အားလက်ချိန်တွေမှာကျမ YouTube ကိုသွားတယ် YouTube တချို့ဆရာဝန်တွေရဲ့ဗီဒီယိုတွေကိုကြည့်တယ်နောက်ပြီးတော့ကျမတို့ဒီစိတ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျမလေ့လာတယ်အဲ့ဒါဆိုရင်ကျမတို့3ထားရှိတဲ့ terms တွေကိုကျမသိလာတယ်ပြုသင်တန်းတွေမှာကျမတို့ကို effective communication ဆိုတာကျမတို့သူနာပြုသင်တန်းတွေမှာကျမတို့ effective communication ဆိုတာစတင်တယ် communication ဆိုတဲ့အတန်းကကျမတို့အင်္ဂလိပ်စကားပြောသင်တာမဟုတ်ဘူးစကားကိုဘယ်လို tactic ဘယ်လိုနည်းတွေသုံးပြီးပြောရမလဲဆိုတာကိုသင်တာဥပမာ interview question တွေဆိုရင်ရှိတယ်ပေါ့ကျမတို့သူနာပြုတွေက interview လုပ်ပြီးဆိုကျမတို့တွေ interview လုပ်ပုံကရဲတွေလို့မဟုတ်ဘူးရဲတွေက
လေသံမာမာကြီးတွေနဲ့ခုံနဲ့ဇဝင်းနဲ့ထိုင်ပြီးတော့ဒါသူတို့ကမေးတာပေါ့အမေးဖြေလိုမျိုးမေးတာကျမတို့သူနာပြုတွေကကြတော့အဝင်ကအင်မတန်မှ smooth ဖြစ်တယ်ကျမတို့ကရဲတွေလို့မတော်မှာမဟုတ်ဘူးလူနာကိုတွေ့လိုက်တဲ့အချိန်မှာကျမတို့ရဲ့အသက်ဘယ်နဲ့ရှိပြီလဲအော်တယောက်ထဲနေတာလားဘသူနဲ့နေတာလဲသားနဲ့နေတာလားသမီးနဲ့နေတာလားမြီးဘယ်နဲ့ရောက်ရှိလေနောက်တက်ကဘယ်နှစ်ရှိပြီလေဒါတွေမေးတယ်နောက်ပြီးတော့သားသမီးတွေမြီးတွေရှိတယ်ဆိုရင်ရောသားသမီးဘယ်နဲ့ရောက်လဲမြီးဘယ်နဲ့ရောက်လဲဒီသားသမီးတွေကဒီမှာနေတာလားဘယ်မျိုးနေတာလဲကျမတို့မသိရင်တော့ဆက်စုတယ်လို့ထင်ရတာပေါ့နော်အမှန်တော့ဒါဆက်စုတာမဟုတ်ဒါကျမတို့စပြီး interview လုပ်နေတာဒါကျမတို့သူနာပြုတွေကဒါ interview လုပ်တယ်လို့ခေါ်တယ်တို့သိရဖို့လိုလဲဆိုတော့ဒီလိုအမေးခွန်းတွေကိုလူနာကဖြေနိုင်နေပြီဆိုလို့ရှိရင်လူနာရဲ့ mental alertness ကကောင်းနေပြီသူဗမာနေတယ်သူအိမ်အောင်သက်ဘလောက်ရှိတယ်သူအိမ်တွေဘယ်မှာနေတယ်မြည်ဘယ်နှယောက်ရှိတယ်ဆိုတာကိုဆိုရင်ဒါတွေကိုသူဖြေနိုင်ပြီဆိုသူအသက်အရွယ်အရဆိုသူvery good memory ဆိုတာဒါကျမတို့ဒါ basic အခြေခံသူ့ရဲ့ cognitive ကိုကျမတို့ assessment လုပ်နေတာဖြစ်တယ်။ကျမတို့ကိုသူနာပြုသင်တန်းမှာတွေကသင်နေပေါ့နော်။နောက်တစ်ခုကကျမတို့က open ended question တွေအရင်မေးတယ် open ended question ကြတော့နေဘလို့နေလဲဆိုတာဒါ open ended question လို့ခေါ်တယ်နေဘလို့နေလဲဆိုလူနာI don't feel good အဲ့ဒါဆိုရင်ကျမတို့နောက်ထပ်ဘလို့မေးခွန်းမေးရမလဲဒါကကြတော့ exploring question လို့ဖြစ်တယ်အဲ့ဒါဆိုရင်ကျမတို့ကမေးလိုက်တာ tell me more how you feel ဆိုရင်ဒါဆို तू ကပြောပြီးအများကြီးတော့ကြောင့်အင်္ဂလိပ်စကားပြောတခုတည်း accent ဆိုတာကဘေးချိတ်လိုက်ကျမတို့အဓိကလူနာနဲ့ပြောတဲ့အချိန်မှာမေးရမယ့်မေးခွန်းတွေ view ဟာတွေဒါတွေကိုသိထားဖို့အရေးကြီးတယ်ဒါတွေကိုဘယ်ကသင်သွားမလဲဆိုတော့လုံသက်တွေကသင်သွားတယ်နောက်ပြီးတော့ကျမရဲ့ senior တွေပေါ့ကျမကိုသူနာပြုသက်တမ်းတောက်လျှောက်မှာ train ပေးခဲ့တဲ့သူနာပြုကြီးတွေရှိတယ်ဒီသူနာပြုတွေကလုံသက်ရင်လေစကားပြောတာအရန် smooth ဖြစ်ပြီးဝင်တာအရန်တော်လေသူနာပြုတွေကိုကျမအမြဲတမ်း observe လုပ်တယ်ပြီးရင်သူတို့ဘယ်လို tactic တွေသုံးပြီးတော့လူနာတွေနဲ့ဘယ်လိုတွေစကားပြောသွားလဲဆိုတာတွေကိုကျမအမြဲတမ်းကြည့်တယ်နောက်တစ်ခုက challenging patient ဆိုတာကကိုယ့်ကိုကလန်ကဆန်လုပ်တာကိုလုပ်ပေးတာတွေကိုမကြည်နဲ့တာဥပမာကျမတို့အထူးသဖြင့်ကျမတို့လို Asian တွေဆိုရင်ကြုံရတယ်ဘယ်လိုကြုံရလဲဆိုရင်ပြီးတော့ဒါလူနာတွေကပြောတယ်ဒါကကျမတယောက်တည်းမဟုတ်ဘူးတချို့ဒီမှာမွေးပြီးဒီမှာကြီးတဲ့ကလေးတွေကသူတို့မှာ access လုံးဝမရှိဘူးဒါပေမဲ့သူတို့ရဲ့ပုံက Asian ဖြစ်နေတယ်ဒီလိုလူတွေလည်းအပြောခံရတယ်ကြတော့ကိုကပြဿနာမဟုတ်ဘူးပေါ့နော်သူတို့ကပြဿနာဖြစ်တယ်အဲ့လိုအခြေအနေကြုံလာပြီဆိုရင်ဘယ်တော့ခါမှ stress မဖြစ်နဲ့ပထမဦးဆုံးချိန်ကျမအပြောခံရတော့ဆိုရင်တော့အရန်စိတ်ကတော်တော်စိတ်ကခံပြင်းတာပေါ့နော်ကို Asian ဆိုပြီးအဲ့လိုပြောလာဆိုပြီးဒါပေမဲ့ဒါကကိုတယောက်တည်းမဟုတ်ဘူး believe me လူတိုင်းကကြုံဘူးတဲ့ဒါကိုယ့်ရဲ့တသက်တာလုပ်ငန်းခွင်မှာဒါတွေကကြုံရမှာဖြစ်တယ်ပေါ့နော်အချိန်မှာကိုယ့်ရဲ့ emotion ကိုကဘယ်လိုမျိုး control ဖြစ်ပြီးတော့ do not let them take over you ပေါ့နော်ဥပမာဒီလိုပြောတဲ့စကားလုံးကြောင့်ကိုယ့်ရဲ့ mentality ကိုလုံးဝeffect ဖြစ်မသွားဘူးကကျမတို့ရဲ့ composure ကရှိနေဖို့အရင်အရေးကြီးတယ် challenging patient လူတွေနဲ့ကြုံလာရပြီဆိုရင်တော့အရေးကြီးဆုံးအချက်ကကျမတို့ boundary ကိုလုံးဝ set လုပ်ထားရတယ်ပေါ့နော်အဲ့လိုလူမျိုးတွေဆိုရင်ကျမတို့က over friendly ဖြစ်လို့မရဘူးသူတို့ကဘာလဲဆိုတော့ပထမဦးဆုံးသူတို့ကကိုစကားမာစပြောလိုက်ပြီးတော့သူတို့ကကိုစပြီး control လုပ်ချင်တာဒါတချို့ကြတော့ mind game လုပ်ချင်တဲ့လူနာတွေပေါ့နော်ဒါတွေဆိုရင်ကျမတို့ကစပြီးသတိထားရပြီအဲ့ဒါဆိုရင်ကိုက very special mindful ဖြစ်ရပြီသူနဲ့ပြောတဲ့စကားဒါစကားလုံးကိုသုံးရမလဲဘယ်လောက်ပဲပြောရမလဲအဲ့လိုလူတွေနဲ့ဆိုလို့ရှိရင်ကျမတို့က very simple and like project လိုပဲဒါလုပ်မယ်ဒါပြောမယ်ပြီးရင်ပြဿနာဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့ clear understanding နဲ့ intention ရှိဖို့လိုတယ်ပေါ့နော်ဒီလိုအချိန်လေးဆိုရင်တော့ကိုပြောတဲ့စကားလုံးတွေကအရန်ကိုမှဒါသတိထားရဖို့လိုတယ်တချို့တွေကြတော့ဆွဆွဲတဲ့လူတွေရှိတယ်ဘလို့ဆွဆွဲတာလဲဆိုတော့ဟာဒီဆေးတိုက်ပြီးပြီလို့ပြောတယ်ငါလုံးဝမတောက်ရသေးဘူးဒီလိုလူနာတွေလည်းကြုံရတတ်တယ် situation တွေကြုံလာပြီဆိုရင်ဒါကျမတို့ကဘလို့ရှင်းလဲဆိုရင်အဲ့ဒီခါကျရင်ကျမရဲ့နောက်ထပ်သူနာပြုတယောက်ကိုကျမအဖို့ခေါ်သွားလိုက်တယ်လူပြူလူမျိုးလူနာဖြစ်နေကျမ
ကျမရဲ့နောက်ထပ်သူနာပြုကိုကျမလူအဖြူလူမျိုးသူနာပြုကိုကျမနဲ့အတူခေါ်သွားလိုက်တယ်တော်တယ်ဒီလူနာကနည်းနည်းဒီလိုဖြစ်နေပြီနေငါနဲ့လိုက်ခဲ့ဆိုရင်ခေါ်သွားတယ်ခွဲပန်လာတဲ့နောက်ထပ်သူနာပြုဒီဒါကျမအတွက်တတ်သေးပဲပေါ့နော်ဒါကျမတယောက်တည်းမဟုတ်တော့ဘူးအဲ့တော့ကျမပြောတဲ့စကားတွေဒီလူနဲ့ဘာတွေပြောတယ်ဒီလူကကိုယ့်ကိုဘာတွေပြောတယ်ဆိုတာတွေအကုန်လုံးကိုဒီလူသူနာပြုကတတ်သိရှိသွားပြီအဲ့လိုနေမျိုးကြုံလာရပြီဆိုရင်ဒါကျမတို့သူနာပြုတွေအတွက်အရေးကြီးတာက clinical note တွေအရင်အရေးကြီးတယ်ကျမဒီလူနာကဘာတွေမေးတယ်ကျမကဘာတွေပြန်ဖြေတယ်ဒီလိုမျိုးကျမတို့ပြောတဲ့အချိန်မှာကျမဘေးမှာတတ်သိအနေနဲ့ကျမရဲ့နောက်ထပ်သူနာပြုတစ်ယောက်ရှိပါတယ်ဆိုတာကိုကျမဒါလူနာမှတ်တမ်းထဲမှာ clinical note အနေနဲ့ရေးထားတယ်နောက်တစ်ချိန်မှာဒီလူနာဒီကျမကိုတခုခုဆွဆွဲတာတို့ပြဿနာရှာတာတို့ဆိုလို့ရှိရင်မရေးခဲ့တဲ့ clinical note ဒီဒါကျမအတွက်တတ်သိအထောက်အထားဖြစ်ပါတယ်ဒါကြောင့်ကျမတို့သူနာပြုတွေဒီဘယ်လိုအခြေအနေမှာဘယ်လိုပြဿနာတွေကိုရှင်းရမလဲဆိုတဲ့ tactic တွေ strategy တွေကအရန်ကိုအရေးကြီးပါတယ်ဒါကြောင့်သူနာပြုတယောက်ဖြစ်ဖို့အတွက်စကားပြောမတတ်ဘူး accent ရှိနေတယ်ဆိုတာကကျမတို့စဉ်းစားရမယ့်အချက်ထဲမှာဟိုးအောက်ဆုံးအဆင့်ထဲမှာရောက်တယ်ပေါ့နော်အဲ့တော့ဒီ accent ဆိုတာကြီးကိုလုံးဝ barrier အနေနဲ့မထားဖို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးကိုကျမပြောပြပေးရခြင်းဖြစ်ပါပြုလုပ်ဖို့အတွက်ကျမအနေနဲ့အားလုံးကိုတိုက်တွန်းပါတယ်စိတ်ဝင်စားရဆိုရင်လည်းကျမကိုမေးခွန်းနေမေးနိုင်ပါတယ်ကျမအနေနဲ့သူနာပြုတစ်ယောက်ဖြစ်လာဖို့အတွက်ဘလို့ပညာရေးတွေလိုအပ်တယ် S မှာသူနာပြုအမျိုးအစားဘယ်နှမျိုးရှိတယ်ဆိုတဲ့အသေးစိတ်ဗီဒီယိုတွေကိုကျမ YouTube မှာပြောပြထားပြီးသားဖြစ်ပါတယ်အဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်